မနေ့ကပဲ original server ကိုရောက်ရှိလာတဲ့ Fovia ရဲ့ Starlight skin Matrix Marvel skin ကပေးရတဲ့ဈေးနဲ့ရောတန်ရလားဆိုတာကိုဒီနေ့မှာတော့ skin review အနေနဲ့ပြပြသွားမှာပဲဖြစ်ပါတယ်။ဝယ်ရရင်ကောင်းမလားမဝယ်ရရင်ကောင်းမလားဆိုပြီးစိတ်ထဲမှာ dream ဖြစ်နေတဲ့ brother တွေအတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးဖို့နဲ့ကျွန်တော်ကိုအားပေးတဲ့ support ပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုလိုက်ပါရစေ။ဒါဆိုစီစဉ်လေးကိုမစားခင်မှာကျွန်တော် channel လေးနဲ့ရင်မိတ်ဆက်ပေးခြင်းပါတယ်။ Mobile Legends နဲ့ပတ်သက်တဲ့ဒီလိုဗီဒီယိုတွေကိုကြည့်ရှုနေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့ခန့် official က editor ခန့်ပါintro animation မှာဆိုရင်တော့ Fovia ဟာသူ့ရဲ့ weapon chain armors ကိုသွမ်းအားတွေစုလိုက်ပြီးတော့နောက်ဆုံးမှာတော့တစ်ချက်ဝေရမ်းပြီး cinematic ဆန်ဆန်သူ့ရဲ့ weapon chain armors ကိုဒီကြီးပေါ်ကိုစိုက်ချလိုက်တာကိုတွေ့ရမှာပါတေချာကြည့်ရင် intro animation စမှာပင်ကူပုံစံ spider chain magical symbol ကနေသွမ်းအားတွေစုလိုက်တာကြောင့် Fovia ရဲ့ weapon ကလည်းဒီ skin မှာ spider chain futuristic technical hammer အဖြစ်တွေ့မြင်ရမှာပါနောက်ခံ background ကိုလည်း intro animation စမှာbinary code effect တွေနဲ့ virtual matrix arena အဖြစ်တွေ့မြင်ခဲ့ရပေမဲ့ Starlight skin ဆိုတဲ့အတိုင်းပဲ intro animation ဆုံးမှာတော့ background တော့ပါလာမှာမဟုတ်ပါဘူး virtual design ကိုပြောရမယ်ဆိုရင်တော့ layer စစ် line neo pattern လေးတွေပြေးနေတဲ့သူ့ရဲ့ matrix style cyber armor panel ကိုတော့တော်တော်လေးသဘောကျမိပါတယ်နောက်ပြီးသူ့ရဲ့ရင်ဘတ်နောက်ကျောနဲ့ weapon ရဲ့အလဲတို့မှာလည်း 3 gun ဆန်ဆန် layer စစ် neo line လေးတွေပြေးနေတဲ့ exclamation mark တစ်ခုကိုလည်းတွေ့မြင်ရမှာပါဒီ exclamation ဆိုတာကတော့သတိပေးခြင်းတားမြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်ဗျသူ့ရဲ့ weapon ကိုစိုက်ချလိုက်တဲ့ intro animation မှာလည်းအထင်သာတွေ့ခဲ့ရပြီးဒီ exclamation mark ကသူ့ရဲ့ signature sign တစ်ခုဖြစ်နိုင်ပါတယ် visit တက်မှာဆိုရင်တော့အရင်ကအနက်ရောင် store effect သာပါခဲ့ပေမဲ့ဒီ skin မှာတော့ spider shape metallic decay design တွေလုပ်ပေးထားတာတွေ့ရပါတယ် passive demonic intuition ဒီ skin မှာသဘောကျစရာအကောင်းဆုံးက passive ပွင့်သွားတဲ့အခါအဲ့ဒီ ray cycle လေးပါ gradient color လေးရောင်စုံပြေးနေတာကိုတွေ့ရမှာပါဝင်တိုက်တဲ့အခါမှာလည်း tray effect ကိုတိတိကျကျလေးသုံးထားတာတွေ့ရပြီးတော့ animate အတွက်ပြထားတဲ့မြားလေးတွေရပါ gradient color ပြေးနေတာတွေ့ရမှာပါ enemy hidden effect မှာဆိုရင်လည်း target design တွေသုံးထားပြီးတော့ခေါင်းပေါ်မှာသူ့ရဲ့ signature sign တစ်ခုဖြစ်တဲ့ exclamation mark symbol effect ကိုလည်းသိချကြည့်ရင် 3D ဆန်ဆန်ထည့်ထားတာတွေ့ရမှာပါ scale 1 demonic impact သူ့ရဲ့ weapon chain armor ကိုမြေကြီးပေါ်ကိုရိုက်ချလိုက်တဲ့အခါမှာတော့ gradient color စူးကျွန်ဘတ် effect ကြီးနဲ့ intro animation စမှာတွေ့ခဲ့ရတဲ့ 0101 ဆိုတဲ့ binary code effect တွေကိုလည်းပြန်ပြီးတွေ့မြင်ရမှာပါScale 1 ဒုတိယတစ်ချက်မှာတော့ရိုက်ချလိုက်တဲ့အခါ ground circuit design လေးနဲ့ 3D pink effect ကြီးကိုထည့်ပေးထားပြီး back effect ကိုတော့စူးကျွန်ပုံစံပပလေးသုံးပေးထားအောင်ပါဒါအပြင်ပေါက်ထွက်သွားတဲ့အချိန်မှာလည်း 3D pink effect ကြီးကကြွတက်လာပြီး glowing technical cycle effect တွေပါကြွတက်လာအောင်ပါ K1 ကတော့ဒီလောက်ပါပဲ K2 dead weight K2 မှာဆိုရင်လည်းသူ့ရဲ့ weapon chain armor ကနေ electric rebel effect တွေထွက်လာမှာဖြစ်ပြီးတော့ color ကိုတော့ gradient color သုံးပေးထားမှာပါ K2 range design ကိုလည်းအနည်းငယ်ပြောင်းလဲထားပြီးအလယ်မှာ spider shape ပုံစံလေးပါတိတိကျကျတွေ့ရမှာပါအဲ့လို electric rebel line လေးတွေထုတ်လွှတ်လိုက်တဲ့အခါမှာလည်း holographic screen တစ်ခုကနေထုတ်လွှတ်လိုက်တဲ့ပုံစံဖြစ်ပြီးတော့ဒီချက်ကတော့ unique ဖြစ်တဲ့အချက်လို့ပြောရပါမယ် Ultimate Inferno Pursuit ဒီ scale မှာလည်း Fovia level တက်သွားတဲ့အချိန်မှာ enemy စီမှာသူ့ရဲ့ signature sign ဖြစ်တဲ့ exclamation mark ကိုထပ်ပြီးတွေ့မြင်ရမှာဖြစ်ပြီးတော့ radar screen ပုံစံ spider fiber effect လေးတစ်ခုနဲ့ပေါ်နေမှာပါသူ့ရဲ့ weapon နဲ့ထောင်းချလိုက်တဲ့အခါမှာလည်း glowing circuit back effect ကြီးတစ်ခုထွက်လာမှာပါအဲ့ဒါနဲ့အတူ intro animation မှာရော skill 1မှာရောပါခဲ့တဲ့ binary code 0101 ဆိုတဲ့ effect တန်းလိုက်ကြီးကိုလည်းဝိုးပေါ်ကနေကြားလာတာတွေ့ရအောင်ပါဒီ skin ကထွက်လာဖို့ရမ်းကြခဲ့တဲ့ skin တစ်ခုဖြစ်တာနဲ့အညီ skill effect တွေကိုလည်းတော်တော်များများထည့်ပေးထားတဲ့ skin တစ်ခုလည်းဖြစ်ပါတယ်ကိုက futuristic technical style ကိုလည်းကြိုက်ပြီးတော့ spider နဲ့ပတ်သက်တဲ့သင်မျိုးလည်းကြိုက်တယ် gradient color ကိုလည်း favorite ဖြစ်တဲ့သူဆိုရင်တော့ဒီ skin ကဝယ်ရတာတန်စီမဲ့ skin တစ်ခုဖြစ်စေမှာပါ rating အနေနဲ့ပေးရမယ်ဆိုရင်တော့ဒီ skin က 3D effect နဲ့ unique ဖြစ်တဲ့ချက်လေးတွေကြောင့် rating 8 ဘန်တန်းပေးပါတယ်ဗျဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့လိုအပ်ချက်မှရှိရင်လည်းဝေဖန်ထားပြသွားလို့ရပါတယ်အဲ့ဒါမှနောက်ထပ်ဗီဒီယိုတွေမှာကောင်းဆုံးပြင်ဆင်နိုင်မှာဖြစ်ပြီးတော့ကောင်းဆုံးဗီဒီယိုတွေဖြစ်အောင်လဲကျွန်တော်ဘက်ကစူးစမ်းနေပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့တူပြန်လာခဲ့ပါမယ် See you guys in next video